နန်းတွင်းကိုစရောက်တဲ့နေ့မှာတင်ဒီကောင်မလေးဟာသူမရဲ့ကံကြမ္မာကိုသူမကိုယ်တိုင်တွက်ချက်ကြည့်လိုက်ပါတယ်။သူမတွက်လိုက်တဲ့ဗီဒီယိုရတော့သူမဟာဘာမှလုပ်เสียရမလို့ပဲငြိမ်ငြိမ်လေးလဲနေုံနဲ့တင်ဘဝမှာအောင်မြင်လိမ့်မယ်လို့ဆိုပါတယ်။သူမလည်းဒါကိုတကယ်ယုံသွားပြီးအဲ့ဒီနေ့ကစလို့စားလိုက်အိတ်လိုက်နဲ့ပဲအချိန်ကုန်ဆုံးပါတော့တယ်။နန်းတွင်းထဲကတခြားကိုလုတ်တော်တွေကဧကရစ်မင်းရဲ့မျက်နှာသာရဖို့တယောက်နဲ့တယောက်အပြိုင်ဆိုင်လူနေကြချိန်မှာသူမကတော့အိတ်ရထဲမှာပဲနှစ်ချိုက်အိတ်ပျော်နေတတ်ပါတယ်။ဧကရစ်ကခေါ်တွေ့ရင်တော့နေမကောင်းမှုဆိုပြီးလိန်ညာပြီးတော့အဆောင်တကားပိတ်ထားရတဲ့အထိသူမကတတိရှိတာပါ။သူမရဲ့ငြိမ်ငြိမ်လေးနေုံနဲ့အောင်မြင်မယ်ဆိုတဲ့ကံကြမ္မာကတကယ်ဖြစ်လာပါတယ်။ဒီနေ့မှာကိုလုတ်တော်ကြီးရဲ့ပျောက်သွားတဲ့အကြောင်းလေးကိုခံမှန်းပေးလိုက်ရကနေသူမရဲ့ဗီဒင်စွမ်းအားကနန်းတွင်းထဲမှာနာမည်ကြီးသွားပါတယ်။အပင်တွေတေကုန်တဲ့ကိစ္စဘသူကတရားခံလဲဆိုတာတွေကိုသူမကအလွယ်တကူပဲတွက်ပြလိုက်နိုင်ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့အစားအသောက်တွေကတစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းမွန်လာပါတော့တယ်။ဒါပေမဲ့ဒီလိုအေးအေးဆေးဆေးဘဝလေးကတော့ကြာမခံလိုက်ပါဘူး။မကျန်းမာဖြစ်နေတဲ့မိဖုရားခေါင်ကြီးကိုသူမကဗီဒင်တွက်ပြီးကုသပေးလိုက်နိုင်တဲ့အခါမှာတော့မိဖုရားခေါင်ကြီးရဲ့နေရာကိုလိုချင်နေတဲ့ကိုလုတ်တော်ကြီးကသူမကိုရန်သူလို့သတ်မှတ်လိုက်ပါတော့တယ်။ကိုလုတ်တော်ကြီးကသူမကိုတေတွင်းနဲ့တွန်းပို့မဲ့မိကွန်းတစ်ခုမေးလိုက်ပါတယ်။ငါဘယ်တော့ဧကရစ်ရဲ့ရင်သွေးကိုလွယ်ရမလဲတဲ့ဒီမိကွန်းကသူမအတွက်တေမင်းတကားဝပါပဲမှန်အောင်ပြောရင်လဲကောလာဟာလာဖြစ်နေလို့ဆွဆွဲခံရမှာဖြစ်တယ်လို့မှားသွားရင်လဲမင်းပြစ်မင်းတန်ခံရမှာပါဒီလိုအကြက်တဲထဲမှာဒီကောင်မလေးကဘလို့များပြန်ပြေမလဲ။